ကြာသပတေးသားသမီးများအတွက်9လပိုင်း21ရက်နေ့မှ31ရက်နေ့ထိကတပန်ဟော့စတယ်နှင့်ဆောင်းရှောင်းလေးတွေကိုဆမ်မာလီကအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ရှင့်။ဆမ်မာကတော့တောင်းတဲ့ဗီဒီယိုဓာတ်မြတ်ကိုပြသပေးသွားမယ်ဆမ်မာလီသုံးခတ်မိပဲဖြစ်ပါတယ်ရှင့်။ဆမ်မာရဲ့ page ကို like and follow လုပ်ပေးထားပါဆမ်မာရဲ့ TikTok account နဲ့ like and follow လုပ်ပေးထားပါရှင်။ဒါမှဆမ်မာနှစ်စစ်တပြီးတဲ့ကိုတူပီရိုင်းနဲ့ဒီလိုမျိုးရတာဟော့စတယ်လေးတွေကိုအခမဲ့တင်ပေးသွားမှာဖြစ်ပါတယ်ရှင့်။ကဲဒါဆိုရင်ဆမ်မာရဲ့ဒီဗီဒီယိုလေးကို like and share လုပ်ပေးဖို့မမေ့နဲ့နော်။ကြာသပတေးသားသမီးရဲ့ကန်ဆာတာကြာသပတေးသားသမီးရဲ့ကန်ဆာတာကဆမ်မာတို့ဒီကာလမှာနော်65ရာခိုင်နှုန်းကန်ကောက်နေပြီပဲဖြစ်ပါတယ်ရှင်ဒီနှစ်ကလန်ခီးကျန်းတယ်လို့ထင်ရပေမဲ့ပေါ့နော်ဒီကာလကိုကြွဖြတ်ပြီးရင်ဆမတို့ကိုစ조사သလောက်အသီးပွင့်နေခံစားရမှာမို့လို့ဆမတော့လေအကြံပေးချင်တာတော့လေစိတ်တက်မကြပဲနဲ့ကိုလုပ်နေတဲ့လုပ်ငန်းကိုပဲဒီဇိုင်းမတ်နဲ့တေချာလေးလုပ်ကင်ဖို့အကြံပေးချင်ပါတယ်ရှင်တာလာပရိသတ်သမီးတွေပေါ့နော်ဒီကာလမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတိုးချဲ့ဖို့ရှိရင်မတိုးချဲ့ဖို့ဆမလေးကအကြံပေးချင်ပါတယ်ရှင်အဓိကလေးဒီကာလမှာအောင်မြင်ဖို့အချိန်မတန်သေးတဲ့အတွက်ပေါ့နော်ဆမတို့ငြိမ်နေတာပို့ပြီးတော့ကောင်းမယ်ပေါ့နော်ငြိမ်နေပို့ပြီးတော့ကိုယ့်အတွက်အရှုံးနည်းမဲ့အခြေအနေကလားလို့လည်းပြောလို့ရမယ်ရှင်အဓိကလေဘယ်လုပ်ငန်းမဆိုကိုကစိတ်ပင်ပန်းလူပင်ပန်းနဲ့လုပ်နေရတဲ့ကာလလို့လည်းပြောလို့ရမယ်ရှင်တချို့ဆိုရင်လေလုပ်ငန်းတွေတစ်ပိုင်းတစ်စဖြစ်ပြီးတော့ရှေ့တိုးမရနောက်ဆုတ်မရအခြေအနေကာလကိုရောက်ရှိနေတတ်တယ်အဓိကဂျင်းနဲ့ချက်တွေကိုရောက်နေရပေါ့နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေမလဲပတ်တော့ငွေတွေမလဲပတ်ဘူးเนาะအဓိကငွေအဝင်နှဲပြီးတော့အထွက်များနေတဲ့အတွက်စီးပွားရေးရောလူမှုရေးရောအားမလို့အားမရဖြစ်နေတဲ့အခြေအနေကာလလို့လည်းပြောလို့ရမယ်ရှင်။ကြာသပတေးတော်သမီးတွေရဲ့ခစ်ကိုပြန်ရောက်မှဖြစ်တဲ့အတွက်ဒီကာလကိုเนาะအစိုးဆုံးအခြေအနေအားလုံးကိုကြော်ဖြတ်ပြီးသွားတဲ့ခါကျရင်เนาะတကယ်ကိုကောင်းမွန်သောအရာတွေရောက်ရှိလာမှာမို့လို့ကျမရဲ့ကြာသပတေးတော်သမီးတွေเนาะဘာမှစိတ်တက်မကြဖို့ဆမလေးကအကြံပေးချင်ပါတယ်ရှင်။ပြီးရင်ပေါ့เนาะဆမတို့လူမှုရေးနဲ့ပတ်သက်ပြီးတော့လည်းမဆိုင်တဲ့ပြဿနာအရှုပ်ထွေးတွေရောက်လာပြီးတော့ပေါ့เนาะအချိန်ကုန်ငွေကုန်ဖြစ်တတ်တာမို့လို့အထူးဂရုစိုက်ပေးရမယ့်ကာလလို့လည်းပြောလို့ရမယ်ရှင်။အဓိကလေကြာသပတေးတော်သမီးတွေထဲမှာเนาะအယောင်းဝယ်လုပ်နေတဲ့သူတွေကလည်းဒီကာလမှာဘာပဲဖြစ်ဖြစ်ပေါ့နော်ချစ်ချိန်စဉ်းစားပြီးမှဆုံးဖြတ်ချက်ချဖို့ဆံပါလေးကအကြံပေးချင်ပါတယ်ရှင်ဒီကာလမှာစီးပွားရေးရောလူမှုရေးရောအကုန်အဘက်ဘက်ကနေပြီးတော့လေတစ်ခုမဟုတ်တစ်ခုနည်းနည်းလေးပေါ့နော်အညံလေးတွေရှိနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဘာပဲနေနေပေါ့နော်တစ်ခုခုဆိုရင်စိတ်ထိခိုက်လွယ်တဲ့အခြေအနေကာလလို့လည်းပြောလို့ရမယ်ရှင်ကြာသပတေးသားသမီးတွေထဲမှာအင်တာဗျူးကိစ္စအလုံးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်เนาะအလုပ်ခေါ်စားဒါမှမဟုတ်နိုင်ငံရေးခြားနဲ့ပတ်သက်တဲ့เนาะဥပမာဂျပန်အင်တာဗျူးဂျပန် COE နိုင်ငံရေးခြားနဲ့ပတ်သက်သောကိစ္စများเนาะအလုပ်ခေါ်စားများအဲ့ဒီအရာတွေကိုစောင့်မျှော်နေတဲ့သူတွေရှိနေပေါ့နော်နည်းနည်းလေးကြံ့ကြာပြီးမှပေါ့နော်ကိုစောင့်မျှော်နေတဲ့တည်ငောင်းကြားရခင်ရှိပါတယ်ရှင်အဲ့အတွက်ပေါ့နော်ဆမအကြံပေးချင်တာတော့ဒီကာလမှာအမဲသားစိတ်သားလေးအထူးရှောင်ပြီးတော့ဘာသာရေးတရားတွေကိုဖိဖိစီစီလုပ်ဖို့အကြံပေးချင်ပါတယ်ရှင်ကြာသပတေးသားသမီးတွေပေါ့နော်ဒီကာလမှာကိုယ့်ရဲ့နေအိမ်ကိုเนาะအမျိုးသမီးဧည့်သည်တူရောက်လာခင်ရှိပါတယ်ရှင်ဘာမှတော့စိုးရိမ်စရာတော့မရှိပါဘူးရှင်ပြီးရင်ပေါ့နော်ကြာသပတေးသားသမီးတွေဒီကာလမှာနေရာအပြောင်းရွှေ့လေးတွေကြုံတွေ့ရခင်ရှိပါတယ်ရှင်နေရာအပြောင်းရွှေ့ဆိုလို့လည်းဘာမှစိတ်မပူပါနဲ့ရှင်ယခုနေသောနေရာထက်ပို၍ကောင်းမွန်သောနေရာကိုရောက်ရှိခင်ရှိရမှုလို့ကျမတို့ကြာသပတေးသားသမီးတွေပေါ့နော်အပြောင်းရွှေ့လေးတွေကြုံတွေ့ရမယ့်ကာလလို့လည်းပြောလို့ရမယ်ရှင်ကြာသပတေးသားသမီးတွေပေါ့နော်ဒီကာလမှာနော်ဘယ်ပဲသွားပေါ့နော်ကိုယ့်ရဲ့ပစ္စည်းနော်ဒါမှမဟုတ်ကိုယ့်ရဲ့ပတ်စံဒါမှမဟုတ်ကိုယ့်ရဲ့အရေးကြီးတဲ့စာရွက်စာတမ်းဥပမာမှတ်ပုံတင်နော်စတဲ့အရာတွေကိုတေချာလေးထိမ့်သိမ့်ပြီးတော့သွားဖို့အကြံပေးချင်ပါတယ်ရှင်ပြီးရင်ပေါ့နော်ကျမတို့ဒီကာလမှာ online ဒါမှမဟုတ်နော်ငွေတွေဘာတွေကြိုလွှဲရမယ်စတဲ့နော်လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့ပဲရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ်ပေါ့နော်ငွေတွေကိုကပေးရမယ်ဆိုရင်စိတ်ချယုံကြည်ရပြီးတော့ခိုင်မာမှုရှိတဲ့အရာကိုပဲလုပ်ဖို့အကြံပေးချင်ပါတယ်ရှင်အဲကြောင့်မလို့ပေါ့နော်ဒီကာလမှာငွေတွေကြိုပေးရမယ်ငွေတွေကြိုလွှဲရမယ်ဆိုရင်အထူးကြီးစိုက်ပေးဖို့ဆမလေးကမှာချင်ပါတယ်ရှင်ပြီးရင်ပေါ့နော်ဆမတို့ကြာသပတေးသားသမီးတွေကစိတ်ဓာတ်ကောင်းနေစေတနာကောင်းနေတခုခုဆိုလဲညီကိုမောင်နှမပေါ်ပဲဖြစ်စေမိတ်ဆွေအရင်းပေါ်ပဲဖြစ်စေကိုကစိတ်ရင်းကောင်းစေတနာကောင်းပေးဆက်တဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့အတွက်အဲ့ဒီအားနည်းချက်ကိုလူတွေကအားတယ်လို့ထင်နေပြီးတော့ပေါ့နော်ကိုကိုအသုံးချတတ်တယ်ကိုမကောင်းကြံပြီးတော့ခုတုံးလောက်တတ်တာမလို့အထူးခရူးဆိုင်ပြန်မယ်ကားလာလို့လည်းပြောလို့ရမယ်ရှင်ကျမတို့ကြာတာပရိသတ်သမီးတွေကပေါ့နော်ဒီလောက်ကုံ၈လပိုင်းအဝင်အစမှာပေါ့နော်ငွေတွေကြီးကြီးမားမားရခင်ရှိပါတယ်ရှင်အဓိကကန်တရားရဲ့အလှည့်အပြောင်းတစ်ခုကြောင့်ပေါ့နော်ကောင်းသောကန်တွေရောက်ရှိလာတာမှမို့လို့ဒီကာလမှာပေါ့နော်ကျမတို့ဂျင်းနဲ့ကြက်တဲရောက်နေတဲ့သူတွေအစင်မပြေတဲ့သူတွေကတော့ဘာမှစိတ်မပူဘဲနဲ့ပေါ့နော်ဘာသာရေးတရားတွေနော်ကုသိုလ်တရားတွေများများဖိလုပ်ဖို့အကြံပေးကြပါတယ်ရှင်အဓိကလေကိုကကံမကောင်းတွေလေပို့ပြီးတော့ကုသိုလ်ပို့ပြီးတော့ဖိလုပ်လေနော်ကိုယ့်ရဲ့မကောင်းတဲ့ကံတွေကြေလီလီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆမကတော့ကုသိုလ်တရားတွေပဲများများလုပ်ဖို့အကြံပေးချင်ပါတယ်ရှင်ဒီကာလမှာအထက်လူကြီးဖခင်အဖို့စတဲ့အကြီးအကဲတွေကြောင့်စိတ်ညစ်ရတတ်တဲ့စိတ်လျှော့တတ်တဲ့ကာလလို့လည်းပြောလို့ရမယ်ရှင်အဓိကလေဝန်ထမ်းဖြစ်ပါကပေါ့နော်လုပ်ငန်းခွင်မှာအစင်မပြေသွေးထိုးနှုတ်ဆော်နေတဲ့လုပ်ဖို့ကိုင်းဘက်ချောက်ကိုကအလုတ်ထွက်လို့စိတ်အလုတ်ပြောင်းလို့စိတ်ပေါ်ပေါက်ခင်းရှိပါတယ်ရှင်ဆမအကြံပေးချင်တာတော့ကြာလာရေးသားသမီးတွေမြည်သူမစို့နော်တမယာသီးတစ်လုံးကိုညာဘက်လက်နဲ့ကိုင်းပြီးတော့တမုတ်တွေစက်တက်ခေါက်ရွတ်ပြီးတော့ကိုယ့်ရဲ့ခေါင်းအောက်မှာအမြဲတမ်းထားအိပ်ပေးပါ
ပါရှင်အဲ့ဒီတများသီးနွမ်းသွားတဲ့ခါကျရင်လည်းပြန်ပြီးတော့အသုံးမပြုဘဲနဲ့လွတ်ပြပေးဖို့အကြံပေးချင်ပါတယ်ရှင်ဒီကာလမှာကြာသပတေးသားသမီးတွေခရီးသွားရခင်ရှိရဲမထင်မှတ်ဘဲနဲ့ခရီးတစ်ခုသွားရတတ်တယ်အဓိကကောင်းသောခရီးသွားရခင်ရှိရဲအဓိကဖျားဖို့ပဲဖြစ်စေဒါမှမဟုတ်အလုံးနဲ့ပတ်သက်ပြီးတော့ဖြစ်စေပေါ့နော်ခရီးတစ်ခုသွားရခင်ရှိပါတယ်ရှင်ပြီးရင်ပေါ့နော်ကြာသပတေးသားသမီးတွေထဲမှာအိမ်ရောက်မြေရောက်ခြံရောက်စတဲ့အယောင်းဝယ်လေးပေါ့နော်ဒီ8လပိုင်းလားအစလောက်မှာပေါ့နော်တတိကောင်းကြရခင်ရှိပါတယ်ရှင်ဒီကာလမှာကြာသပတေးသားသမီးတွေကလေနေရတာစိတ်ထဲမှာမပျော်ဘူးเนาะဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိဘူးစိတ်တွေအရန်မိုးကျက်နေတဲ့သူတွေရှိနေရင်ပေါ့နော်ကိုယ့်ရဲ့နေအိမ်အနှံ့ပြားကိုပရိတ်ရည်เนาะစံမန်းနေနဲ့ဖြတ်ဖို့အကြံပေးချင်ပါတယ်ရှင့်အဓိကလေသူတစ်ပါးကိုမကောင်းတော့အတက်မကောင်းတော့ပြောကတွေလုတ်တက်တာမို့လို့ပေါ့နော်ဒီကာလမှာအထူးဂရုစိုက်ပေးရမယ့်ကာလလို့လည်းပြောလို့ရမယ်ရှင်ကြာသပတေးသားသမီးတွေပေါ့နော်ဒီကာလမှာပညာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပညာထုပညာကောင်းသင်ကြားရခင်ရှိပါတယ်ရှင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကြာသပတေးသားသမီးတွေဒီကာလမှာကျမ်းမာရေးညံ့နေတတ်တယ်အဓိကလေစေုံစေကန်သွားပြီးတော့ပြသရခင်ရှိတယ်ရှင်အဲ့အတွက်ပေါ့နော်ကြာသပတေးသားသမီးတွေနော်ခေါင်းကိုက်တာဒါမှမဟုတ်ခန္ဓာကိုယ်ထုံချင်းကိုက်ခဲတဲ့ယောဂအစာအိမ်အဓိကလေသွေးနဲ့ပတ်သက်သောယောဂမတော်တဆထိခိုက်ရှက်နာလေးတွေဖြစ်တတ်တာမို့လို့အထူးဂရုစိုက်ပေးမယ့်ကာလလို့လည်းပြောလို့ရမယ်ရှင်အသက်အနည်းစိုးရင်ရလောက်ထိတော့ကြီးပြင်းမှဖြစ်ကိန်းတော့မရှိပါဘူးရှင်အခြေနဲ့ပတ်သက်ပြီးတော့ဗောနော်ချစ်သူရှိရဲ့ကြာသပတေးသားသမီးတွေကအထူးဂရုစိုက်ပေးမယ့်ကာလလို့လည်းပြောလို့ရမယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ပြစ်မလို့ဖြစ်နေတဲ့နော်ဆက်ဆက်ရင်တစ်ခုကိုဆွဲထားသလိုဖြစ်နေတဲ့အတွက်မလို့အထူးဂရုစိုက်ပေးမယ့်ကာလလို့လည်းပြောလို့ရမယ်ရှင်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီကာလမှာအပြန်အလှန်နားလည်မှုလိုအပ်တဲ့အခြေအနေကာလလို့လည်းပြောလို့ရမယ်ရှင်အဓိကအလုပ်ဖိစီးတာဝေးကြီးပြဿနာတွေကြောင့်စကားပြနိုင်ပေမဲ့ညှိနိုင်တိုင်ပင်မယ်ဆိုရင်ပေါ့နော်ဒီပြဿနာအခက်အခဲတွေကနေကြော်ဖြတ်နိုင်ပြီးတော့တာယာတဲ့အိမ်အောင်ရေးကိုထူထောင်နိုင်မှာပဲဖြစ်ပါရဲ့ရှင့်ကဲဒါဆိုရင်စမရဲ့ကြာတာပရိသတ်သမီးတွေနော်ဒီကာလကိုကြော်ဖြတ်ပြီးတဲ့ခါကျရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့လက်ခမောင်းခတ်ရမယ်ရွှေတစ်ခေတ်ငွေတစ်ခေတ်ပြန်ရောက်မဲ့အခြေအနေကာလရောက်ရှိမှာမို့လို့နော်အဓိကကိုစိုက်ထားတဲ့လောက်ပြန်ရိတ်သိမ်းမဲ့အခြေအနေကာလကိုရောက်တော့မှာမို့လို့နော်ဒီကာလမှာနော်အစာကောင်းမှအနှောင်းသိကြမယ်ဆိုသည့်အတိုင်းပဲပေါ့နော်ကျမတို့ပေါ့နော်တီးခံပြီးတော့ကြော်လာနိုင်မယ်ဆိုရင်နော်အောင်မြင်မှုအထွတ်ထိပ်ကိုရောက်ရှိမှာပဲဖြစ်ပါရဲ့ရှင့်ကဲဒါဆိုရင်စမိုက်ကြာတာရေးသားသမီးတွေနော်စီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ကျန်းမာရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်အဘက်ဘက်ကနေစာသောအရာတွေအဆင်ပြေဖို့အတွက်ဆမကရေရကောင်းလေးတစ်ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့ဒီရေရကဆမတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုစုနှစ်မိနစ်တကွာပဲတိကျော်လေးကက်လူပူဇော်ပေးပါရှင်ဆမတို့ကြာတာရေးသားသမီးတွေငွေကန်ကောင်းဖို့အတွက်ပေါ့နော်ကော်ဖီတစ်ခွက်ကက်လူပူဇော်ပေးပါရှင်ဒီရေရလေးကိုဆမတို့မနက်9 နာရီနေပြီးတော့မနက်7 နာရီအတွင်းကက်လူပူဇော်လို့ရပါတယ်ရှင်တရက်ထဲပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင်တချို့ကလည်းမိသားစုဝင်ကြာတာပရိသတ်သမီးအတွက်ကိုစားလုပ်ပေးခြင်းတဲ့သူတွေကလည်းကိုစားလုပ်ခိုင်းလို့ရပါတယ်ရှင်ဒါပေမဲ့ပေါ့နော်ကိုယ်တိုင်လုပ်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်ရှင်ပြီးရင်ပေါ့နော်ကြာတာပရိသတ်သမီးတွေကအညက်အတက်ခိုင်အနှောက်အယှက်လေးတွေရှိရဲ့အတွက်နော်ဆမလားစင်လာတိုင်းပေးနေကြရတဲ့ဖြစ်တဲ့တမယာသီးကိုလုံးကိုနွမ်းတော်နဲ့စွန်မှာပြန်ပြီးတော့အသုံးပြုပါနဲ့အညက်အတက်ခိုင်အနှောက်အယှက်လေးတွေရှိတတ်လို့ပါရှင်ပြီးရင်ပေါ့နော်ကြာတာပရိသတ်သမီးတွေကိုယ့်ရဲ့အညက်တွေပါသွားအောင်စနေနေ့နဲ့ပတ်သက်တဲ့အရာတွေစွန့်ပစ်ပေးဖို့အကြံပေးကြပါတယ်ရှင်ပြီးရင်ပေါ့နော်အမဲသားစိတ်သားလုံးဝမစားဘဲနဲ့နော်ဗုဒ္ဓဝုနေတိုင်းခေါင်းမလျှော်ဖို့အကြံပေးချင်ပါတယ်ရှင်ကဲဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းမိမိလိုချင်တဲ့ငွေအမောက်လေးတွေမှန်းခဲ့ပေးပါဆမလေးတဦးတယောက်ချင်းတိုင်းကိုငွေကန်ပွင့်အောင်လူတိုင်းတန်းတိုင်းနဲ့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်ဖြစ်အောင်အဓိကကလေငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေတွေအထောက်လိုက်အထည်လိုက်ဝေးအောင်စီမံစုတောင်းပေးမှာမလို့ဆမရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာမိမိလိုချင်တဲ့ငွေအမောက်လေးတွေမှန်းခဲ့ပေးပါရှင်ကဲဆမစီမှာပေါ့နော်အစွမ်းတက်အစီမံရတွေကလေလာပြီးတော့အနံလို့ရတယ်အဓိကငွေကန်ပွင့်အောင်အဓိကအညံ့နေပြေအောင်ဈေးအောင်မကောင်းတဲ့သူတွေလက်လာပါပွင့်အောင်နော်အဓိကဘာပဲနေနော်စီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ကျန်းမာရေးပဲဖြစ်ဖြစ်လားစင်ရတွေကလေးတွေလာရောက်ပြီးတော့အနံလို့ရပါတယ်ရှင်ဆမစီမှာရတွေကအတဲ့သူမိသူ့ကိုမဆိုဆမကကံမြင့်ဆေးပြောင်းနိုင်တလားစာနော်စီရင်ပြီးတော့လက်ဆောင်ပေးပါတယ်ရှင်ဆမစီမှာပေါ့နော်အစွမ်းတက်အဆောင်တွေလည်းလာရောက်ပြီးတော့မှာယူလို့ရပါတယ်ရှင်ဘယ်ဘက်ဝင်ရင်ငွေဝင်နဲ့ညာဘက်ဝင်ရင်ကျန်းမာရေးကောင်းတယ်ဆမစီမှာပေါ့နော်အစွမ်းတက်ဒီအဆောင်လက်ကောက်တွေလာရောက်ပြီးတော့မှာယူလို့ရတယ်ပြီးရင်ပေါ့နော်ဆမစီမှာဆေးဖြောင်းနိုင်2900ကျပ်ကနေစပြီးတော့လာရောက်ပြီးတော့အနှံလို့ရပါတယ်ရှင်ဆမနဲ့ဓာတ်ရိုက်ဆက်သွယ်ခြင်းနဲ့ဆိုရင်ဆမရဲ့ Viber 3 ကို68151032ကိုဒီ Viber TKB ဒီနံပါတ်တစ်ခုတည်းသာသုံးပါတယ်ရှင်။ကျန်တာအားလုံးဆိုရင်အတုပါရှင်။ကဲဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကို like and share လုပ်ပေးဖို့မမေ့နဲ့နော်။ဆမကိုကြည့်ရှုနေတဲ့9ရက်သားသမီးအားလုံးပဲလုံမွေးရေလိုအေးကြကြပါစေ။နေ့ရက်တိုင်းမှာချမ်းသာကြွယ်ဝမှုတွေရရှိပြီးတော့တထေးမိုက်တွေဖြစ်ပါစေလို့ဆမလေးကဆုတောင်းမေတ္တာပို့တာအပ်ပါရဲ့ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။